ဒီနေ့မှာတော့ဘကူးရွှေမော်တော်ဖျားပွဲကာလမှာဘကူးရွှေမော်တော်စီတီရဲ့တမိုင်ကြောင်းလေးကိုအနည်းငယ်ပြောပြလိုပါတယ်ရွှေမော်တော်ရဲ့မူလစီတီကိုမဟာဒါလနဲ့ဇူလဒါလဂုံတိန်ညီနောင်တို့ကမြတ်စွာဘုရားရဲ့စံတော်နှစ်စုကိုပင့်ဆောင်လာပြီးဘကူးဒေတာမှာဇီတူတည်ပြီးတော့ဌာပနာခဲ့ပါတယ်မွန်တို့တည်တဲ့ဘုရားစီတီတွေဖြစ်တဲ့ရွှေကုံစီတီရွှေမော်တော်စီတီတော်နဲ့ကျဲလမိုင်းစီတီတော်တို့ဟာထင်ရှားတဲ့စီတီတော်တွေဖြစ်ခဲ့ပါတယ်။ရွှေကုံဘုရားကအတက်ပဲဆုံးစီတီတော်ဖြစ်ပြီးရွှေမော်တော်စီတီကတော့ညံတော်အမြင့်ဆုံးစီတီဖြစ်ပါတယ်။ရွှေမော်တော်စီတီဟာရှေ့မွန်ဖိုးကြီးများကဆေးတံတောက်စဉ်စီတီရဲ့စေမှုတော်ကိုဖူးမြော်ကြည့်ရင်နှာခေါင်းပေါ်မှာဆေးတံမိခဲကြားတဲ့အထိမြင့်တယ်လို့ဆိုပါတယ်။တချို့ကရွှေမော်တော်စီတီကိုမြတ်စွာဘုရားပရိနိဗ္ဗာန်မဆန်ခင်ကတည်းကတည်ခဲ့တယ်လို့ဆိုကြတယ်လို့တချို့ကပရိနိဗ္ဗာန်ဆန်ပြီးမှတည်တယ်လို့လည်းဆိုကြပါတယ်။တချို့ကမြတ်စွာဘုရားရဲ့စံတော်ကိုဌာပနာတယ်လို့ဆိုကြတယ်လို့တချို့ကတွားတော်တွေကိုဌာပနာထားတယ်လို့လည်းဆိုကြပါတယ်။ဒါပေမဲ့ဟန္တာဝတီပြည့်ရှင်ဘုရင်ကြီးဟန္တာဝတီပြည့်ရှင်ဘုရင်မကြီးရှင်စောဘူးနဲ့တမတ်တော်ဓမ္မစီတီမင်းတို့ဟာတာရဏာနှစ်824ခုနှစ်ရွှေမော်တော်စီတီပါဠိကြောက်စာမှာတော့စူလတိရိမာတော့ကမင်းကြီးကတာရဏာနှစ်238ခုနှစ်မှာဖျားရှင်ရဲ့တောတော်ကိုဌာပနာပြီးရွှေမော်တော်ကာဏကုတိတိုက်ကိုအရင်တည်ခဲ့ပါတယ်။အရင်တည်ခဲ့တယ်လို့ဆိုထားပါတယ်။စူလတိရိမာတော့ကမင်းကြီးဟာအနုမအမတ်ကိုတိုက်စီတီတဲဖို့စီလွတ်ခဲ့ပါတယ်။အနုမအမတ်ကလည်းတောတော်တတ္တိယရွှေဦးကိုစင်ရဏဘော်တင်ပြီးတော့တိုက်စီတီတဲဖို့အရက်မှာဆင်ဝစ်ပါစီဆိုပြီးအတိတ်ထံပြီးဆင်လွတ်ခဲ့ပါတယ်။အဲ့ဒီဆင်ဟာလည်းဟင်းဒကုန်းတံမှာဆင်ပြီးမြတီတင်းကုန်းမှာဝစ်ပါအဲ့ဒီကုန်းကိုညှိပြီးတော့တိုက်စီတီကိုတည်ခဲ့တာပါ။အဲ့ဒီတိုက်ကိုပဲမော်စီတီလို့တမုတ်ပြီးတာတာနဲ့238ခုနှစ်မှာရေစက်ချလှူဒန်းခဲ့ပါတယ်။အဲ့လိုတည်ပြီးစီတီဟာငလင်ကျောပေါ်ရှိနေတာကြောင့်32ကြိမ်တိုင်ပြိုကျပျက်စီးပြီးမင်းအဆက်ဆက်တည်ထားပြင်ဆင်ခဲ့ကြရပါတယ်။တာတာနာနဲ့1892ခုနှစ်မှာတော့ငလင်ကျောပြိုကျပျက်စီးသွားတဲ့စီတီတော်တွေဟာပြင်မရအောင်ပျက်စီးသွားခဲ့တာကြောင့်ဟန္တာဝတီဘုရင်ဘညာဦးဟာတရဏာနှစ်1894ခုနှစ်မှာဌာပနာများကိုထုတ်ပြီးညံတော်55တောင်ရှိတဲ့စီတီကိုတည်ပြီးတော့ပြန်ပြီးတော့ဌာပနာခဲ့ပါတယ်။တရဏာနှစ်1896ခုနှစ်မှာတော့ရွှေချပြီးထီတော်တင်ခဲ့ပါတယ်။တရဏာနှစ်1940ပြည့်နှစ်မှာငလင်ကြောင့်23ကြိမ်မြောက်ပျက်စီးပြီးတော့ရာဇာတိတဲ့ဘုရင်ကအတောင်80မိနစ်စီတီကိုတည်ထားခဲ့ပါတယ်။တရဏာနှစ်1942ခုနှစ်မှာရွှေချထီတင်ခဲ့ပြီးစီတီအရန်48စုတက်စီကိုလှူဒန်းခဲ့ပါတယ်။တာရဏာနဲ့2001ခုနှစ်မှာတော့ရှင်စောဘူးဘုရင်မကြီးလက်ထက်မှာ24ကြိမ်မြောက်ပြိုကျပျက်စီးခဲ့ပြန်ပါတယ်။အဲ့ဒီချိန်မှာတော့အမြင့်အတောင်150ရှိတဲ့စီတီကိုပြန်တည်ခဲ့ပါတယ်။ဘလူရနိုင်ဗုဒ္ဓရုပ်ပွားတော်ကိုလည်းပျက်စီးမယ်ဆိုတာကြောင့်အတွင်းဌာပနာအဖြစ်ထားခဲ့ပါတယ်။တက္ကရာ926ခုနှစ်ဘင်းအောင်မင်းတရားကြီးလက်ထက်မှာတော့25ကြိမ်မြောက်မြေငလင်လှုပ်ခတ်ပြီးအတောင်150ပြန်တည်ခဲ့ပါတယ်။ပန်းတင်ကောင်ကိုတော့14တောင်ထပ်ပြီးတော့ဖွင့်ခဲ့ပါတယ်။ဘရင်အဆောင်ရောင်မင်းခံမင်းသားတွေကိုဘရင်အဆောင်ရောင်မင်းခံမင်းသားကရွှေတွေကိုဖြုတ်ပြီးရွှေ53ပိတ်တာကိုလည်းလှူဒန်းခဲ့ပါတယ်။တားတော်တိတ်တာကိုလည်းရွှေ20ပိတ်တာလှူဒန်းစေခဲ့ပါတယ်။အရန်စီဒီကိုလည်းတက်စီ52စုပြုလုပ်ပြီးတော့တည်ခဲ့ပါတက္ကရာ929ခုနှစ်မှာရွှေမော်တော်စီတီကိုထီတော်တင်ပြီးမကိုက်တော်ကိုလှူဒန်းခဲ့ပါတယ်။တက္ကရာ690ခုနှစ်မှာရခိုင်တပ်တွေကဘကုံးမြို့ကိုတိုက်ခိုက်ပြီးမိတိုက်ခဲ့ရကရွှေမော်တော်စီတီကြက်ခိုးများဆွဲပြီးတော့မင်းညွတ်တော့ခဲ့ပါဒါပေမဲ့စစ်မှတ်ဖြစ်သွားခြင်းဖြစ်တာကြောင့်မပင်စင်နိုင်ဖြစ်နေခဲ့ရကနေ985ခုနှစ်အရောက်မှာတော့အနောက်ဖက်လွန်မင်းတရားကြီးကလုံးတော်ပြည့်ရွှေတင်ကန်းကတ်လူခဲ့တာပါတာတာနာနဲ့1130ခုနှစ်မြေသူမင်းလက်ထက်ပြိုကျခဲ့ရာမပြုတ်ပြင်နိုင်ခဲ့ပဲ1148ခုနှစ်ဘိုးတော်ဘုရားမင်းလက်ထက်မှာပြန်လည်ပြုပြင်ခဲ့ပြီး223တောင်2မိုက်ဇီရီတော်ကြီးကို1150ခုနှစ်မှာထိတော်တင်လှူဒန်းခဲ့ပါနောက်ဆုံး32ကြိမ်မြောက်ငလင်လှုပ်ခတ်ခဲ့ပြီးဒုတိယကမ္ဘာစစ်အတွင်းမှာပြုပြင်နိုင်ခဲ့ခြင်းမရှိခဲ့ပါကောပကအဖွဲ့ကပြုပြင်ဖို့ကြိုးစားခဲ့ပေမဲ့စစ်အတွင်းဖြစ်တာကြောင့်ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပါမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတက္ကရာ1309ခုနှစ်နိုင်ငံတော်သမ္မတဆက်ရွှေတိုက်လက်ထက်ကြမှာတာပနဲ့ချခဲ့နိုင်တာထို့ပနဲ့ချခဲ့ပေမဲ့လို့3နှစ်ဆက်တိုင်းမတိဆောင်နိုင်ဖြစ်ခဲ့ရပြန်မှာ1213ခုနှစ်ဝန်ကြီးချုပ်ဦးနုအုံမြင့်ချခဲ့ပြီးဌာပနာများကိုပြတဲ့အဖြစ်ထားခဲ့ပြီး1315ခုနှစ်မှာ4ရက်တိုင်ထီတော်တင်ပွဲကျင်းပပေးခဲ့ပါတယ်။စင်ဘူးတော်တင်ပွဲကိုနိုင်ငံတော်သမ္မတဒေါက်တာဘောက်ကိုတိုင်တက်ရောက်ခဲ့ပြီးတင်လှူခဲ့ပါတယ်။ညံတော်ကတော့383ပေနဲ့6လက်မှရှိခဲ့ပါ။ရွှေမော်တော်စီတီဟာမင်းအဆက်ဆက်အထူးလေးထားကိုးကွယ်ကြတဲ့စီတီတစ်စုဖြစ်ပါတယ်။တာယာဝတီဘုရင်ဗညာဦးကဘလူရနိုင်ရုပ်ဝါတော်မှာလှူဒန်းခဲ့တဲ့မကိုက်တော်ကိုတာတော်ရာဇာတိကမော်တော်ရှင်ကိုလှူဒန်းခဲ့ပါတယ်။ရာဇာတိလက်ထက်မှာပဲအောင်ငူဘုရင်တပင်ရွှေကြီးဟာလူနေမြေမှာရှိတဲ့ရွှေမော်တော်စီတီရင်ပြင်ပေါ်မှာတက်ပြီးနားထောမင်္ဂလာပြုလုပ်ခဲ့ပါသေးတယ်။မင်းတရားကြီးဟာလည်းစစ်ထက်ရှင်တိုင်းရွှေမော်တော်စီတီကိုတွားပြီးတစ္ဆာဆူတောင်းလေးရှိကြောင်းဆိုကြပါတယ်။ဒါကတော့ရွှေမော်တော်စီတီရဲ့ကြီးမားလာတဲ့ဓမ္မအကျဉ်းပုံရိပ်ပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။